အားလုံးပဲမင်္ဂလာပါ viewer page ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ viewer sushi bar တွေမှာအမြဲတမ်းနေတိုင်းပေါ့နော်ဒီ sushi မလိတ်ခင်မှာရင်းလိပ်ပြားလေးတွေကို wrap ပတ်တဲ့နီးလေးကိုပြပေးထားတာဖြစ်ပါတယ်အဲ့တော့တချို့တွေကပုံစံလေးတော့ကွဲပြားနိုင်ပေမဲ့ viewer နီးလေးဖြစ်ပါတယ် viewer ဆရာတွေကလည်းဒီလိုနီးလေးတွေပဲသင်ပေးထားတာဖြစ်တဲ့အတွက် viewer ဒီမှာနေ့စဉ်သုံးတဲ့ပုံစံလေးပေါ့နော်ဒီရင်းလိပ်ပြားလေးတွေကိုplastic wrap ပတ်တဲ့အခါမှာဒေါင်းကျိုးလေးတွေမှာတည်တည်ကြကြတည်းရကလေးလုပ်ဖို့လိုပါတယ်။ဘာလို့လဲဆိုတော့အဲ့မှာလက်ငိမ့်ငိမ့်လေးနဲ့တိပပလေးမလုပ်ထားလို့ရှိရင်ရင်းလိပ်ပြားလေးရဲ့ဝါးချောင်းလေးတွေကရွက်ဆောင်သွားတာတွေဖြစ်တတ်ပါတယ်။အဲ့တော့တစ်ဖက်ရှူးတွေပါဖြစ်သွားတာမျိုးဖြစ်မှာဆိုလို့ပါ။ဒီရက်ကကြတော့ဒီ plastic wrap ကိုမျိုးတို့၄ချိန်တီပတ်ပါမယ်။ပြီးရင်ဒေါင်းကျိုးလေးတွေကိုလည်းတော့လေးတောင်စံစံလေးတွေပေါ့နော်အရအောင်တတရလေးလုပ်ပါမယ်တခါတည်းစပြီးတော့ plastic ကိုဖိခဲ့တာဟိုချက်ကက်ကလေးပြအောင်လုပ်ရပါမယ်ပြီးသွားရင်တော့၄ချိန်မြောက်သွားပြီဆိုရင်ဘီဘတို့ကကိုလိမ့်မဲ့မျက်နှာစာရဲ့ opposite ဥမာပေါ့ပြဆိုလို့ရှိရင်ဝါးရဲ့အတွင်းသားလေးတွေနဲ့အဝိုင်းပုံစံလိပ်တာဖြစ်တဲ့အတွက်ဝါးရဲ့ကြောဘက်အစိမ်းအောင်ဘက်ချမ်းလေးမှာအဆုံးသတ်လိုက်ပါတယ်။ဒီလိုကြည့်နေတဲ့မိတ်ဆွေကလေးတောင်ဆန်ဆန်လေးလိမ့်မှာမို့လို့ဒီဝါးကြောဘက်ကလေးတွေနဲ့လိမ့်မယ်ဆိုလို့ရှိရင်တော့အတွင်းဘက်မှာအဆုံးသတ်လို့ရပါတယ်။ပြီးရင်တော့ plastic တောင်စုံလေးတွေကိုတက်ရသွားအောင်လို့ဒီလိုမျိုးပုံစံလေးလီထုတ်လိုက်မှာပေါ့နော်။တချို့လည်းမလီတော့ဘဲနဲ့ဒီတိုင်းပဲခောက်လိုက်ကလေးလောက်ကြပါတယ်အဲ့လိုဆိုလည်းအဆင်ပြေပါတယ်ပြီးတော့ဒီလိုပုံစံလေးကပေါ်ပြီးတက်ရလို့ဒီလိုမျိုးလေးလုပ်ပါတယ်ဒီရင်းလိပ်ပြားလေးတွေကိုပြီးတော့နေ့စဉ်အသစ် update လဲဖို့လိုတယ်လို့ every 4 hour မှာဆိုရင်လည်းတစ်ချိန်လဲဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပြီးတော့ sushi တွေလိပ်ပြီးသွားရင်အသားတွေငါးတွေထိပြီးသွားတာဖြစ်တဲ့အတွက်မမြင်နိုင်တဲ့ bacteria လေးတွေကရှိနေနိုင်ပါတယ်နောက်ပြီးတော့တချို့ sushi chef အသစ်ကလေးတွေကဒီရင်းလိပ်ကို plastic ပတ်တဲ့အချိန်မှာအထဲမှာလေလေးတွေကျန်းနေခဲ့တယ်ပေါ့နော်ဥပမောင်းလေးဖြစ်နေအဲ့ဒါလေးတွေကိုသူတို့ကဓာတ်ဥထိတ်ကလေးနဲ့အပေါက်ပေါက်လေးဖောက်လိုက်အဲ့ဒါကလုံးဝမလုပ်ရပါဘူးလုပ်လည်းမလုပ်သင့်ပါဘူးတကယ်လို့အဲ့ဒါကိုမသိလို့လုံးမိတယ်ဆိုလို့ရှိရင်အခုကစားပြီးတော့ပြင်လိုက်ပါ hygiene နဲ့လုံးဝမကိုင်းညီပါဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအပေါက်ကလေးတွေကနေတစ်စင်းယူရိုလိတ်တဲ့ sushi လိတ်တဲ့အခါမှာသမင်းလုံးတွေနောက်အသားတွေငါးတွေအစနာတွေအထဲမှာဝင်သွားပြီးတော့ဘက်တီးရီးယားတွေအများကြီးခေါင်းနိုင်လို့ဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကနေပြီးတော့ knowledge တစ်ခုရသွားမယ်လို့လည်းမျှော်လင့်ပါတယ်ဆုံးဖြတ်ကြည့်ပြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းတွေ့ကြမယ်နော်အဲလိုသိချင်တာလေးတွေရှိလို့ရှိရင်လည်းဒီမှာ comment box မှာလာပြီးတော့မေးလို့ရပါတယ်Thank you, Bob.